အားလုံးပဲမင်္ဂလာပါရှင်ချမ်းကဒီတစ်ခေါက်တော့ချမ်းတို့တဲတဲ့နေရာလေးရယ်ပြီးတော့ရန်ကုန်ကလောရန်ကုန်ပေါ့နော်အသွားပြန်စီဘိုးလေးရယ်ပြီးတော့နောက်ခါကျတော့ဒီအမြန်လမ်းမှာစားခဲ့တဲ့ဆိုင်လေးရယ်ချမ်းကမိတ်ဆက်ပေးပါမယ်ရှင်ချမ်းတို့ကတတော်လေးအိမ်မှာတဲခဲ့ပါတယ်သူကကြတော့ဈေးနှုန်းလေးကနှစ်ဆရှိပါတယ်6800နဲ့9500ပေါ့နော်အခုမြင်ရတဲ့လုံးချင်းဘန်ဂလိုလေးကကြတော့6800မှာချမ်းတို့ကဒီနှစ်ညတဲတဲ့ကြောင့်မလို့33600ကျပါတယ်နေရာလေးရဆိုရင်တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းလေးနဲ့ချမ်းကတော့တော်တော်သဘောကျပါတယ်။သူက breakfast ပါပါတယ်။သူရဲ့ breakfast ကလည်းဒီ homemade ပေါ့နော် homemade တွေဆိုစားလို့တော်တော်ချမ်းလို့တော့အဆင်ပြေပါတယ်။နောက်အပြန်ကြတော့အမြန်လန်း262မိုင်ရမြန်မာထမင်းဆိုင်လေးဝင်စားခဲ့ပါတယ်။သူကဆိုရင်အသားဟင်းတစ်ပွဲနဲ့ထမင်းတစ်ယောက်စားကို8000မှာအခုဒီမှာပေါ့နော်အရန်ဟင်းနေရလဲအစုံပါပဲဇီးပြူတီ3ပြီးတော့ဒီခရမ်းညင်သီးငပိချက်ခုနကခရမ်းသီးချက်မြစ်ကြော်ပြီးတော့ကလဘဲချက်ငပိရီဒီတိုးစရာအစုံပေါ့နော်တိုးစရာလေးနဲ့ပေါ့နော်ပြီးတော့နောက်ခါကျတော့သူကချင်းမဟင်းလေးလည်းပေးပါတယ်ချမ်းတို့မှာစားတာကျတော့ဗမာချက်ကလာသားချက်ရယ်ဗမာချက်ကြော်ရယ်ဆိုတော့နှစ်ယောက်ကို16000ကျပါတယ်သူကဗမာချက်ကြော်တပွဲအပို့ဆိုရင်တယောက်တပွဲကိုပေါ့6000မှာထမင်းလိုက်ပွဲရတော့တပွဲကို1000ကျပါတယ်ရှင်စားလို့လည်းတော်တော်အဆင်ပြေခဲ့ပါတယ်သူဆိုင်နောက်မှာစပစ်ခင်းလည်းရှိတဲ့အတွက်ကြောင့်မို့လို့ချမ်းတို့ကဓာတ်ပုံလေးပါလေးရိုက်ပြီးတော့စပစ်သီးတွေလည်းဝယ်စားခဲ့ပါတယ်စပစ်သီးကလည်းတော်တော်ချိုပါတယ်ချမ်းတို့တွေရန်ကုန်ကနေကလောကနေရန်ကုန်2ည3ရက်ကိုပေါ့နော်စီဘိုးနဲ့ဂိတ်ကြီးလေးက average ပေါ့နော်2သိန်းဝန်းကျင်လောက်ကျပါတယ်ချမ်းတို့ကတခြားကြီးလည်းရှောက်မလဲပဲနဲ့ကလောမျိုးတွေပဲမောင်းတဲ့အတွက်ကြောင့်မို့လို့ပါချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်